Hello ထုံးပါကျွန်တော်ဒီနေ့သွားမယ့်နေရာတစ်ခုရဲ့အကြောင်းကိုပြောပြချင်လို့ပါ UAE နိုင်ငံမှာရှိတဲ့ဖူဂျဲရာမြို့ရဲ့ဒုတိယအကြီးဆုံးဖျားကျောင်းကြီးပဲဖြစ်ပါတယ်ဒီဖျားကျောင်းကြီးကို2015စက်တင်ဘာ24မှာဖွင့်လှစ်ခဲ့တယ်လို့လည်းသိရတယ်ဗျာဒီဖျားကျောင်းကြီးကိုလူကြီး2000နီးပါးတော့လာရောက်ခွင့်ပြုနိုင်တယ်လို့လည်းသိရတယ်ဗျာဒီဖျားကျောင်းကြီးရဲ့အပြင်ဘက်ခြံဝင်းကလည်းအလွန်ကျယ်ဝန်းပါတယ်ကားပါကင်နေရာကရင်အစီးရချီရနာလို့ရတယ်ဗျဒီဖျားကျောင်းကြီးကိုလည်းအခမဲ့ဝင်ရောက်လေ့လာလို့ရတယ်ဗျလာရောက်လေပတ်လေ့လာတဲ့သူတွေအနေနဲ့ရင်ကျေးပြူလာတဲ့ဝတ်စုံတွေကိုဝတ်ဆင်ရမယ်ဗျအမျိုးသမီးတွေကတော့ဒီခေါင်းမောင်းပါမှဝင်ရောက်လေ့လာလို့ရတယ်ဗျဒီဖျားကျောင်းကြီးကိုစကျင်ကြောက်တွေနဲ့တိဆောက်ထားတယ်လို့လည်းသိရတယ်ဗျဘာကြောင့်လဲဆိုတော့သူတို့ UAE ရဲ့အပူဒဏ်ကိုခံနိုင်ရှိအောင်လို့ဒီစကျင်ကြောက်တွေနဲ့တိဆောက်ထားတယ်လို့သိရတယ်ဗျဒီမရနက်လေးတိုင်ရတယ်အမြင့်ကြီးတွေပါဗျပြီးတော့အမိုးခုံတွေရတယ်အများကြီးပဲဗျဒီအလဲဘိုးချက်မိုးခုံကြီးကတော့အကြီးကြီးဗျဝင်လိုက်တာနဲ့ဒီအေဂျင့်တော့လူခံစားရတယ်ဗျဒီတိတ်ဆိတ်ညီတက်နေတယ်ဒီအမိုးကုန်းကြီးရဲ့အလဲဘိုးမှာဒီမီးဆိုင်ကြီးချိန်ဆဲလာတယ်ဗျတပီးဘက်ကအမိုးကုန်းတွေမှာအတိုင်းပဲအတူတူပဲနော်မီးဆိုင်ကြီးချိန်ဆွဲလာတယ်ပြီးတော့နေရနေမှာလဲလူကျန်းစာတွေမှာပါတဲ့အစာသားတွေပေါ့နော်calligraphy လေးလာတွေကိုရွှေရောင်နေနဲ့ထင်ထူလာတယ်ဗျဒီတစ်ဆက်တည်းမှာပဲဒီပေါ်စောကြီးပေါ့ပေါ်စောကြီးအကြီးပဲဗျပြီးတော့ဒီအမိုးကုန်းကြီးရဲ့အလဲတက်မှာဒီမှာမီးဆိုင်ထိတ်ဆွဲလာတယ်တစ်ဆက်တည်းဒီကောစောကြီးကအကြီးပဲဗျကျွန်တော်ဆက်ရမတွေ့ခဲ့ဘူးတစ်ဆက်တည်းဆက်လာတယ်ကောစောကြီးပြီးတော့ကျွန်တော်ထိုင်ကြည့်ခဲ့သေးတယ်တော်တော်ရှိတယ်ဗျသူဝတ်ပြုတဲ့လူတွေအတွက်ပေါ့နော်ဒီလိုဦးစားပေးပြီးတော့စီစဉ်ထားတာထင်တယ်ဗျနောက်ပြီးတော့ဒီကော်စောကြီးရတယ်ဒီဝတ်ပြုတဲ့လူတွေပေါ့နော်အများကြီးလူ2000နီးပါးအတန်တွေကိုသူကပဲ့တင်မှုတွေကိုသူထိန်းညှိပေးတယ်လို့ပြောတယ်တော်တော်လေးကိုနော်သူတို့စနစ်တကျလှုပ်ဆောင်ထားတယ်ပြီးတော့ဝန်ထမ်းတွေရတယ်အများကြီးရှိတယ်ဗျဒီလမ်းညွှန်ဝန်ထမ်းတွေတန်ရှင်းဝန်ထမ်းတွေအများကြီးခန့်အပ်ထားတာလေကျွန်တော်တွေ့ခဲ့ရတယ်ဗျနောက်တစ်ခုကတော့ဒီအပင်တွေစိုက်ထားတာပေါ့နော်သူတို့စနစ်တကျနဲ့တေချာစိုက်ပျိုးထားတယ်ဗျဘာကြောင့်လဲဆိုတော့ဒီ UAE နိုင်ငံရဲ့အပူချိန်ကတအားပူပြင်းတယ်ပူပြင်းတော့အပင်တော်တော်များများကတိတ်ဆုံးတော့ကြတယ်ဒါပေမဲ့ဒီမှာရှိတဲ့အပင်တွေကိုသူတို့ဂီယူစိုက်ပြီးတော့နေ့စဉ်ရေကိုစနစ်တကျနဲ့ဒီလောင်းပေးနေရတယ်ကျွန်တော်တွေ့ခဲ့ရတယ်ဗျဒီအပင်တွေရဲ့အောက်ခြေရင်မှာဒီပိုက်တွေနဲ့တွယ်ပြီးတော့ရေတွေကိုစနစ်တကျလောင်းပေးရတယ်
ကျွန်တော်တွေ့ခဲ့ရတယ်ဗျတော်တော့မလဲဘူးခြံဝင်းရဲ့အကျယ်ကြီးကိုသူတို့တွေဒီရေ system တွေနဲ့တိစောက်ထားတာတော်တော်ကြီးကိုအံ့ဩစရာကြီးနော်ပူကျဲတာရောက်လို့ရှိရင်လည်းတွားရောက် level တင်တယ်လို့အကြံပြုရင်းနဲ့ကျွန်တော်ဒီနေရာကနေနှုတ်ဆက်လိုက်ပါတယ်နောက်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ကြအောင်